ဒါလေးကိုတစ်ချက်နှိပ်မယ်ပြီးရင် use sound ပေါ့နော်ဒီမှာဆိုရင်ဘာကြည့်ရလဲဆိုတော့ဒီမှာဒီတစ်ချက်မှာဒါဆိုရင်ဒီမှာ use sound ကိုသုံးမှာနော်use sound ကိုသုံးမယ်ဒီမှာ app ကိုကြိုက်ပါဆိုရင် app to free break ဆိုတာနှိပ်လို့ရတယ်လို့ပြီးတော့ဒီဘေးနာက use sound ကိုသုံးလို့ရပါတယ် use sound ကိုသုံးလို့ရဆိုရင် use sound ကိုနှိပ်လိုက်မှာပေါ့နော်ဒါဆိုရင်ဒီမှာ sorry ဒီမှာဆို use sound ကိုသုံးလိုက်မယ်သုံးလိုက်ပြီးတော့ကိုဗီဒီယိုတင်မယ်ဆိုတော့ဒီတာကိုကြိုက်တဲ့ဗီဒီယိုကိုတင်မယ်ဆိုရင်ဒီအောက်ကဗီဒီယိုလေးကိုနှိပ်မယ်ပြီးရင် next ဆိုတဲ့အောက်ကိုအရာဒီအောက်ကအရာလေးကိုနှိပ်မှာပေါ့ဒီမှာဒီအောက်ကအရာလေးကိုနှိပ်မယ်ဆိုတော့ဒီမှာနှိပ်လိုက်ပြီးမဆိုရင်ကွာဒီဒါလေးဆိုရင်ဘာတော့ရလဲဆိုတော့ဒီမှာဒီမှာ crop ပုံစံသုံးမှာနော်ဒီမှာ crop ပုံစံသုံးမယ်ဆိုတော့ဒီမှာကိုဒါလေးသုံးမယ်ဟိုက site တိချိန်လို့ရတယ်တကူခဏတော့ဟာကြတော့တင်ကဒီ YouTube site ပုံစံလိုမျိုးဖြစ်နေတယ်အဲ့ဒါကိုဒီလိုမျိုး site သုံးမယ်ဆိုရင်ဒီလိုမျိုးလေးသုံးရပါတယ်ဒါလေးပြီးတော့ကိုကဒီဒါလေးကို sticker အုပ်ချင်တယ်ဆိုရင်ဒီပေးရပါတော့ဒါလေးကို sticker အုပ်မယ်ဆိုတော့ဒီမှာ sticker တဲ့အရာကိုနှိပ်မယ် sticker အရာကိုကြိုက်တဲ့ emoji ကတင်ရမှန် blue emoji ကိုရှာတဲ့အတွက်ကြောင့်ဒီမှာကိုနှိပ်လိုက်မယ်အဲ့တော့ကိုပမာထားချင်လဲထားလို့ရပါတယ်ဒါတချင်းက1 minute မပြည့်ဘူးဖြစ်မှာဒါ73စက္ကန့်ပဲရှိတယ်ဆိုတော့တင်မကြိုက်တချင်းကိုပြန်ပြောင်းလိုက်ပြန်မရှာမလဲဆိုတော့တင်က next ကိုသွားမယ် next ကိုသွားပြီးတော့ဒီမှာကဝါနဲ့တချင်းပြန်ရှာမယ်နော်တချင်းမကြိုက်ဆိုတော့တချင်းရှာမယ် sorry ဒီမှာဆိုရင် app sound ဒီအပေါ်တန်းက app sound ကိုနှိပ်မယ်နော်အဲဆိုတော့ဒီအပေါ်တန်းက app sound ကိုနှိပ်မယ်နှိပ်ပြီးတော့ကိုရိုက်ထည့်လိုက်မယ်မြန်မာsound trend ဆိုပြီးတော့ရိုက်ထည့်လိုက်တယ်အဲဆိုရင်ဒီမှာတချင်းလေးတစ်ပုံရှိတယ်ကိုကြိုက်တဲ့တချင်းကိုရွေးလို့ရပါတယ်အဲ့ဒါအလွယ်ကူဆုံးပေါ့နော်တချင်းဒါလေးဆိုရင်ကြည့်မင်းချင်မီလို့မမေ့နိုင်တာလေပြီးပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးတကယ်ချင်း